ခင်ဗျားတို့ brain rot ဆိုတဲ့စကားလုံးကိုကောင်းကောင်းကြားဖို့ကြတယ်မဟုတ်လားဒီစကားလုံးကအင်တာနက်ပေါ်မှာဟာတာတစ်ခုလို့သုံးနေကြတဲ့စကားလုံးပါဒါပေမဲ့ဒီစကားလုံးရဲ့နောက်ွယ်မှာကြောက်စရာကောင်းတဲ့ modern internet ရဲ့အနေတစ်ခုခုဖုံးကွယ်နေရဆိုရင်ရောခင်ဗျားတို့ရှုံမလားအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ hidden theory channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ brain rot နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေပြပြသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ခင်ဗျားတို့သတိထားမိလားအခုခေတ်လူတွေကဗီဒီယိုတစ်ပုဒ်ကို5စက္ကန့်လောက်ကြည့်လိုက်တယ် boring ဖြစ်သွားရင်တခါတည်းကြော်လိုက်တယ်ဖုန်းကို10မိနစ်လောက်မကင်ပဲမနေနိုင်ကြတော့ပိုဆိုးတာက long video တွေကိုကြည့်ရတာပြင်းလာတယ် silence ကသူတို့အတွက် uncomfortable ဖြစ်လာတယ်ဗျချို့လူတွေကတော့ဒီအဖြစ်ရက်ကို brain rot culture ရဲ့ effect လို့ပြောကြပါတယ် brain rot ဆိုတဲ့တန်းကို internet form မှာသုံးလာခဲ့တာတော့တော်တော်ကြာခဲ့ပါပြီဒါပေမဲ့2020နောက်ပိုင်း TikTok era မှာပဲဒီစကားလုံးကစပြီး export ဖြစ်လာတာပါအစပိုင်းမှာတော့ brain rot ဆိုတာကတခုခုကိုအရင်ဆွဲလန်းနေရဆိုတဲ့ခံစားချက်ကိုပဲပြောပြတာပါဥပမာတချင်တစ်ပုတ် enemy character တယောက်ယောက်မိမိတခုအုံနောက်ထဲကနေပြီးတော့မထွက်တော့တဲ့အထိ obsession feeling ကို brain rot လို့ခေါ်ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ဒီစကားလုံးကပိုပြီးကြီးမားတဲ့ meaning တစ်ခုရလာပါတယ်ဘာကြောင့်လဲဆိုတော့ TikTok, YouTube Short, Instagram Reel ဒီ platform တွေကရိုးရိုး entertainment application မဟုတ်တော့ဘူးဗျ attention hunting machine တစ်ခုဖြစ်လာတာပါခင်ဗျာဘယ်အရာကိုကြည့်နေရလဲဘယ် video မှာခင်ဗျာရက်သွားတာလဲဘယ်သချင်းကိုခင်ဗျာ repeat နားထောင်လဲအဲ့ဒီအကုန်လုံးကို algorithm ကအကုန်မှတ်ထားပါတယ်ပြီးတော့ခင်ဗျာထွက်မရတဲ့ content feed တစ်ခုကိုတိစောက်ပေးလိုက်တယ်ဥပမာ first cut လောက်ဆောင် auto subtitle infinite scrolling ဒါတွေအရာအားလုံးကခင်ဗျားရဲ့ attention ကိုမပြောက်သွားအောင် design လုပ်ပေးထားပါတယ်ဒါကြောင့်ပဲလူတွေက9မိနစ်လောက်ပဲကြည့်မယ်လို့ဆိုပြီးတော့3နာရီ4နာရီလောက်ဖြစ်သွားတာပါ2024နဲ့2025မှာတော့ brain rot content ဆိုတဲ့ trend ကြီးကပိုပြီးတော့ကြီးလာပါတယ်သူတို့ဖြင့် Subway Surfer gameplay ကို background မှာထည့်ထားတဲ့ video တွေ family guide clip တွေကို split screen လုပ်ထားတဲ့ edit တွေ AI voice mimi တွေ different edit တွေ over stimulating TikTok edit ဒါတွေကအရန် viral ဖြစ်လာပါတယ်ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုတော့လူတွေရဲ့ attention span ကအရန်တိုလာလို့ပါ video တစ်ခုတည်းနဲ့ attention မဖမ်းနိုင်တော့ဘူးဒါကြောင့် creator တွေက gameplay plus subtitle plus meme plus လောက်ဆောင်အားလုံးကို video တစ်ခုတည်းမှာထည့်လာကြပါတယ်ပြီးတော့ skibidi dwindless rig sigma ဒီလိုမျိုးထူးဆန်းတဲ့ internet slang တွေက exposure ပိုဖြစ်လာတာပါဘာကြောင့်လဲဆိုတော့လူတွေကအတိတ်ပဲ view ဆိုင်ကြတော့ simulation ကပိုပြီးတော့အရေးကြီးလာတယ် lost fast chaotic random attention မပြောက်ဖို့က design လုပ်ထားတဲ့ content တွေပါအချို့ expert တွေကဒီ system ကို casino psychology နဲ့တူလာတယ်လို့တော့နှိုင်းယှဉ်ကြပါတယ်ဘာလို့လဲဆိုတော့ TikTok မှာခင်ဗျားတစ်ခု swipe လုပ်လိုက်တဲ့တခါတည်းနောက် video က funny clip ဖြစ်မလား creepy content ဖြစ်မလား most shocking meme ဖြစ်မလားဆိုပြီးတော့ခင်ဗျားအရှင်းခုန်နေရလို့ပါဒီလိုခံမဲ့ခက်တဲ့အရာကခင်ဗျားအုံနောက်ထဲက dopamine ကို release ဖြစ်စေပါတယ်ဒါကြောင့်ပဲခင်ဗျားကဖုန်းကိုချထားဖို့ခက်လာခဲ့တာပါဒါပေမဲ့ပိုကြောက်ဖို့ကောင်းတာက brain rot culture က entertainment တစ်ခုမှလည်းရက်မသွားဘူးဗျာအခုနောက်ပိုင်းသတင်းတွေမှာတော့ shock clip တွေပဲဖြစ်လာတယ်လူတွေက headline ကိုပဲဖတ်ပြီးတော့သူတို့ရဲ့အကြံဉာဏ်တွေကိုစပြီးတော့ပြောလာကြတယ်တခုခုကိုလည်းနည်းနည်းတွေးခေါ်ရတဲ့ဆိုင် instant reaction culture ကိုပို့ပြီးတော့ကြိုက်လာကြတယ်ဒါကြောင့်ပဲတချို့သော psychologist တွေက future generation တွေက information တွေအများကြီးကိုသိပေမဲ့သူတို့မှာ deep focus လုပ်နိုင်စွမ်းလျော့နည်းနေတယ်လို့သတိပေးကြပါတယ်ဒါကြောင့်ပဲ brain rot ဆိုတာမိမိတစ်ခုလို့ထင်ရပေမဲ့တကယ်လက်တွေ့မှာတော့ modern internet ကြောင့်လူတွေရဲ့ attention thinking style နဲ့နေ့စဉ်ဘဝ habit တွေတဖြည်းဖြည်းပြောင်းလဲနေရတဲ့အရာကိုလူတွေကဟာသပုံစံနဲ့ brain rot ဆိုပြီးတော့နာမည်ပေးလိုက်တာပါကြောက်ဖို့ကောင်းဆုံးကတော့လူတွေအားလုံးကသူတို့ပြောင်းလဲနေတယ်ဆိုတာကိုသိနေရင်တော့ scrolling ကိုမြင်နိုင်သေးတာပါပဲ